ပဲရောက်နေရတယ်ဒုက္ခပါပဲကွာ clack တဲ့ဝင်ပြီးကောင်းမလေးတွေငေးခါလေးတွေ့ပြီး ငါပွဲလေးကိုလေ private ဆန်ကျင်းပခြင်းလို့ငါဒီနေရာကိုရွေးတာ ငါရဲ့ဦးလေးကဝင်းနေပွဲပါတီအကြီးလုံးကိုရှိတယ်ဟာ တော့ရပြီဟဲ့ ဒီဦးလေးခေါ်လာတဲ့လူအကုန်လုံးကဂေးတွေပဲလားဟာယောက်ျားစစ်စစ်ဆိုလေတယောက်မှအဝယ်မခံတာသိလား သူကဘယ်ကထွက်နေမှမသိလို့သက်သားမှာဟောဗရန်တူတွေဝတ်တယ်ဆိုဟိုကောင်မတွေကြိုက်ရတယ်ဒီမှာအရင်သားဖြတ် တားမေးနေမေးကြီးကနားပေါ်နေကြလားလို့ သားမင်းခရလေ တတိတိလေ ယူရအောင်စောင်းနေနေဒါဘာလို့မလဲပြော ပရိုက်တာလေ ပရိုက်တာလောက်တဲ့ဟာလို့နေမျိုးလုံးဖြဲပြီးတော့ကြည့်လုံးဝမသိအပြောင်းမှမသိ အချင်းနေမဟုတ်ပြေ ဘာမှမသိ we party rock လာကြပါဦးရှင်ဟဲ့လူပါမောင်လေးလူပါမောင်လေး ဘယ်လူညာမဟုတ်လား ဟုတ်တယ်လေ လူအကဲရမှာဗော ချောတယ်လေ တော့တော့ဖြစ်တဲ့ကောင်ကလာစမ်းတစ်ချင်အောင် ကျမတို့တတိယအချိန်ကဘိုက်စားတဲ့အချိန်နဲ့ပတ်စံလို့တဲ့အချိန်မရှိတာ အဲ့တဲ့အချိန်ပူတော်တတိယ ဟာနာဘူးက ဒီစင်းကိုဂျာကြီးချိုးနေအရာတော်ကြီးပေါ့အောင်မယ်ဟုတ်ကဲ့ လာပါပြီကိုကြီးရဲ့ ဒီနေရာအီကြာကိုပါလာတာအုပ်ပြီးငါ့ကိုညာရောက်တယ်ငါအီကြာကိုမကြိုက်ဘူး ကိုကြီးပြီးညီမလေးလည်းပေါ်လို့ ကြာကြပါ ကြည့်ရလေအားလုံးရွက်တဲ့ဂေးတာဒါဂေးပါတီပဲဖြစ်မယ်မင်းမစားရမယ်မင်းအစားခံနေရမယ်နော် ခေးခေးမခေးခေးစားပဲ ဘာလာကျွေးနေရတော့ဘယ်လေကျွေးနေတာ အဲ့ဒါပါလေတော့ပြက်ကွက်မစားအောင်စီတန်းစီကြလားလား ဘုံသားဘောကဈေးမပေါက်တဲ့ကြော်တကက်ရုပ်တွေဖြစ်နေတယ် ဘယ်ဆိုင်ခင်သားနေဖဲသား နေဟဲ့ဘယ်လိုခေါ်လိုက်တယ်နှစ်ပေတော်မပြည့်တဲ့ဂျပူမရဲ့ ကျမကိုဂျပူးမနဲ့ခေါ်နေနဲ့နော် ငါလည်းနင်းပြပါလာဘယ်သွားမလို့လဲ ဖေဖြစ်စရာလားတော့ငါကိုကို တို့မင်းလေးတွေကကိစ္စမရှိဘူးမဒီဒီဝေးတော့ပါ အားလုံးရှင်ပြီးတိုင်း နှခမ်းမွေးနဲ့ပြတ်တက်ပြီမလို့ မြောင် ငါကြီးလာပြန်နေပြန် ခေးတာမှညီတို့တဲ့စားပြင်းရင်းနဲ့ဝါရင်တပန်ရင်ခေးကာကြီးခေးဝေစနလုံးမောက်ခေး ငါတို့ပါတီပွဲကိုဂေးအောင်ဆောင်ပြီးနှောက်ဆက်မဲ့လူ3ယောက်မီးလို့ကတော့ရှောက်မှာနော် ကိုကောင်မရှော့တာကိုခံမလားငါ့ကိုရှော့ ရှောက်တယ်